အတိတ်ကကိုနိုဟာယာမှာလူရန်ရဲ့သပင်အဝါနဲ့ကောင်လေးကိုရှောင်ဖယ်ထားကြပြီးရာမန်စားခြင်းပေမဲ့ပတ်ဆက်မလောက်တဲ့ကလေးတယောက်ကို၄ယောက်မြောက်ဟိုကာကေးတည်ရတာသူ့ကြောင့်ဆိုတဲ့ကောလာဟာလာတွေနဲ့ပဲမတူမတန်သလိုဆက်ဆံခဲ့ကြတာဖြစ်ပါတယ်တယောက်တည်းလည်းဖြစ်ဘာမှလည်းစားစရာမရှိတဲ့၄နှစ်သားအရွယ်နယ်ရိုတိုလေးကတော်ထဲမှာလေ့ကျင့်ရင်ကိုယ်တိုင်မှုရှာငါးရှာနဲ့ဘိုင်ဝအောင်ဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်အဲ့ချိန်သူ့ကိုစောင့်ရှောက်ပါမယ်လို့ဂရီပေးထားတဲ့ဟီရူဇန်ရောက်လာပြီးဘိုက်တရားပါမီနေရကြောင်းသူဖမ်းထားတဲ့ငါးတစ်ကောင်မှအစ်စ်ကျွေးလိုက်ရပါတယ်ဟီရူဇန်ကဟိုကာကဲဆိုတာနယ်ရိုတိုကမသိပဲဟီရူဇန်ပြောပြတဲ့ကဘာကြီးအကြောင်းလောကကြီးအကြောင်းတွေနားထောင်ရင်မှုဟင်းရည်လည်းကျွေးလိုက်ရပြန်ပါတယ်ဒါပေမဲ့နယ်ရိုတိုကတော့သူတယောက်တည်းဖြစ်ခဲ့ရတာကိုအားငယ်စိတ်မမွေးပဲအကောင်းဆုံးရှေ့ဆက်ရင်းနဲ့ကိုနိုဟာယာအတွင်းမှာဆက်လက်ကြီးပြင်းလာခဲ့ရဖြစ်ပါတယ်အဲ့အချိန်မှာနဲကြီးကလည်းသူ့အဖေဟီဇာချီနဲ့အတူတူနေတိုင်းလေ့ကျင့်ရင်ကိုနိုဟာမှာပထမဆုံးနှင်းတွေစကြလာတဲ့နောက်နေ့ဟီနာတာဆာမာရဲ့3နှစ်ပြည့်မွေးနေ့ပွဲကိုတက်ရောက်ခဲ့ကြပါတယ်ဟီဇာချီကသူ့သားကိုဟီနာတာနဲ့တူဟျူဂါရဲ့မျိုးဆက်ကိုပါကာကွယ်ရမယ်လို့ပြောခဲ့ပြီးမိသားစုကြီးရဲ့အကိုဖြစ်သူဟီရာရှိကလည်းနဲကြီးကပါရမီပါတဲ့သူတယောက်ဆိုတာသတိထားမိခဲ့ပါတယ်အဲ့အချိန်တွေမှာမောင်နှမနှစ်ယောက်ကဘာအမုန်းတရားတွေမှမရှိခဲ့ပဲနဲကြီးကလည်းသူ့ညီမလေးဟီနာတာကိုအသက်နဲ့လဲပြီးကာကွယ်ပေးဖို့အထိပါဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူ့ဘေဟီဇာရှိကနဲကြီး၄နှစ်တာအရွယ်မှာမိသားစုကြီးကိုအသက်ဘေးကကာကွယ်သွားခဲ့ပြီးတယောက်တည်းထွက်လာခဲ့တဲ့ဟီနာတာကလည်းလမ်းမှာနယ်ရိုတိုနဲ့စတင်ဆုံတွေ့ခဲ့ပါတယ်အငိုတန်တဲ့ကောင်မလေးကိုနယ်ရိုတိုကသူ့အိမ်လိုက်ပြန်ပို့ပေးခဲ့ပြီးဒီလိုအိမ်အကြီးမှနေရတာအခုလိုငိုနေတဲ့ဟီနာတာကိုကြည့်ရင်ဘာမှမရှိရဲ့သူတော်မှပဲတခါမှမငိုဘူးတဲ့အကြောင်းပြောခဲ့လိုက်ပါတယ်အဲ့အချိန်ဥချီယာမျိုးနွယ်စုကလည်းငြိမ်းချမ်းနေုံဖြစ်ပြီးဆာစကေကသူ့အကိုကြီးအီတာချီသူ့အဖေဖူကာကူနဲ့သူ့အမေမီကိုတိုရိုနဲ့အတူအေးအေးချမ်းချမ်းနေထိုင်နေကြရတဲ့အချိန်ဖြစ်ပါတယ်အီတာချီကဆာစကေကိုခုနိုင်ပြလေ့ကျင့်ပေးခဲ့ပြီးသူတို့ကလန်ရဲ့ရက်တောင်ပုံစံကအများကြီးအထိပ္ပယ်ရှိတဲ့အကြောင်းတွေပါတင်ပြပေးခဲ့ပါတယ်ပြီးရဲ့နောက်အိမ်မှာအဖေနဲ့အမေနဲ့မရှိတဲ့အတွက်ဟင်းချက်ကောင်နဲ့အီတာချီကပဲသူ့ညီလေးဆာစကေကိုရှယ်ချက်ကျွေးခဲ့ပြီးလူတိုင်းကပါရမီရှင်လို့ပြောနေတဲ့သူ့ထက်တောင်ဆာစကေရဲ့တနေ့မှာတာလာလိုက်မယ်လို့အီတာချီကပြောပြခဲ့ပါတယ်သူ့ညီလေးကိုဘေးကနေအရေးတကြီးကြီးနဲ့စောင့်ရှောက်ပေးခဲ့ပြီးအဲ့အချိန်တွေမှာဆာကူရာကလည်းသူ့ရဲ့ပြောင်နေတဲ့နှစ်ဖူးကိုဖုံးဖို့အတွက်ရှေ့စပင်တွေကိုချထားခဲ့ရင်းနဲ့အီနိုနဲ့လည်းတငယ်ချင်းတွေစတင်ဖြစ်လာခဲ့တာဖြစ်ပါတယ်လူတွေအစားခံရမှာဆိုလို့တမင်ဖုံးဝဲထားတာတွေမလုပ်ပဲတတိရှိရှိရင်ဆိုင်တဲ့ဖို့အီနိုကတင်ပေးခဲ့ပြီးသူ့ရဲ့မိဘတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကအကယ်ဒမီမှာဆာစကေကိုသဘောကျနေကြတာကြောင့်အရင်လိုချစ်ချစ်ခင်ခင်မရှိတော့ပဲဆာကူရာဆာစကေနဲ့နယ်ရိုတိုတို့ကလည်းတယောက်ကိုတယောက်စတင်သတိထားမိလာကြပါတယ်တဲရွာကဂါရာကလည်းတည်ဆုံးသွားတဲ့သူ့အမေကိုတတိယနေရင်းနဲ့သူ့ရဲ့မွေးချင်းတွေဖြစ်တဲ့ကန်ကူရိုတဲမာရီတို့နဲ့ပျော်ပျော်ရွှင်ရွှင်ကစားနေခဲ့ရတဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့မွေးကလေးကဂျင်ဂျူရီကီဖြစ်နေတဲ့သူ့အဖေ၄ယောက်မြောက်ခါစကာရဲ့ကိုယ်တိုင်ကစမ်းသပ်မှုတွေလည်းလုပ်နေခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဂါရာနဲ့တူဘယ်သူမှရှိမနေခဲ့ပဲရာရှာမာတို့တယောက်တည်းကသာသူ့ကိုလောကကြီးရဲ့တည်တင်တာတွေတင်ပြပေးခဲ့ရင်ကန်ကူရိုတို့ကသူတို့ညီလေးနဲ့အတူရှိကျင်ခဲ့ပေမဲ့ဂါရာရဲ့အဖေရာဆာကပဲသူ့သားကိုတယောက်တည်းဖြစ်အောင်တွန်းပို့ခဲ့တာဖြစ်ပါတယ်။အဲ့အချိန်ဒီမှာငပြင်းရှိကမာတို့ဖတိချိုကြီးနဲ့ငဘောကောင်နယ်ရိုတိုတို့ကစာတင်ငန်းထဲမှာအိတ်နေကြတဲ့အတွက်အပြင်မှာမတ်တက်ထွက်ရနေကြရပေမဲ့မတ်တက်ကြီးတောင်အိတ်နေကြရကြောင်းအီရုကလည်းပြောစရာစကားမဲ့သွားခဲ့ပါတယ်အတန်းထဲမှာအနိုင်ကျင့်ခံရလေးရှိတဲ့ဟီနာတာကိုလည်းနယ်ရိုတိုကဝင်ကူညီပေးလေးရှိပြီးသူတို့၃ယောက်ကလည်းတယောက်နဲ့တယောက်အမြင်မကြည့်ရင်ပဲတငယ်ချင်းတွေဖြစ်လာကြပါတယ်အဲ့အချိန်ဆာစကေညင်းတာခံလိုက်ရတဲ့အီနိုကိုလည်းတွေးလိုက်ကြရပြီးသူတို့စီကအီရုကကိုပါဆက်စီဂျူဆုနဲ့ကာဘာလေရီရှိအဆက်ခွဲပြီးမှွေခဲ့ကြတာဖြစ်ပါတယ်ရှီကာမာတို့နဲ့ချိုဂျီကသူတို့အမေတွေချက်တဲ့ညစာကိုပြန်စားကြတဲ့အချိန်မှာတော့